အခုကတော့ထုံးစံတိုင်းပဲကျွန်တော်တို့လမ်းနားမှာရှိရဲခွေးလေးတွေကိုအစားတော့ကျွေးမှာပါကျွန်တော်တို့ကဒီကအများနဲ့တစ်လားတစ်ချိန်ဒါမှမဟုတ်လို့ရှိရင်နှစ်ပတ်တစ်ချိန်လောက်တော့ကျွေးပြတယ်ပေါ့မကျွေးရတယ်ကြော်ကြာသွားပြီကျွန်တော်အလုံးအားနဲ့တော့မကျွေးပြဘူးเนาะအခုတော့ကျွေးမယ်ထမင်းနဲ့ကြက်သားနဲ့ပေါ့နော်ကဲဟိုကဆက်ပြီးတော့စီလိုဖြစ်သွားတယ်ပေါ့နော်ချက်ထားတာတော့ share ပါသူတို့စားနေကြအရန်ကြိုက်တဲ့ပုံစံအတိုင်းပဲကျွန်တော်တို့မပြောင်းချက်တယ်အဲ့တိုင်းပဲကြက်သားနဲ့ share ပေါ့နော်အဲ့တော့လူရာလက်အိတ်ပြီးတော့ပကံများလေးတွေဟိုဖော့ပကံများလေးပြီးတော့ဒီအမိုက်ကလေးပြန်ထည့်မယ်အမိုက်အိတ်လက်အိတ်ဒါပဲတောင်းမယ်ဟောပါမယ်တောင်းမယ်ဟိုအရင်ဆုံးခုနေ့ကဗာလေနောက်ဆုံးမှကျွေးလိုက်တဲ့မှောင်ဝိုင်းနေရတယ်အမိုက်ပုံနေအမိုက်ပုံညာအဲ့မှာသွားပါအဲ့နားပြန်တော့ကြည့်ရတော့လာအရင်ထည့်လိုက်ဘယ်နဲ့အောင်ရှိရ3အောင်လာပြီအဲ့နောက်တစ်ပတ်ကအဲ့ဘက်ကအောက်ချလာလိုက်လောလောဆယ်ကိုယ်ပဲနားမှာပြီအရင်အသားတွေလောကကြီးအများကြီးမထည့်နဲ့တခြားခွေးလေးစားလို့ရအောင်အသားအဲ့လောက်နဲ့အေးအဲ့လိုဆိုရပြီဟုတ်ကဲ့လားနင်းမလေးဆိုရအောင်စားငါတို့ဘွားယူရဲလို့ငါတို့နားပဲငါစားဟဲ့စားဟဲ့ပြင်းလဲဆွတ်လာလဲဆွတ်ပြီးတော့ကိုကြီးအမိုက်ထုတ်ပြီးချင်းကြီးတွေကရင်ကိုင်းမှာယူအဲ့ဒါအားကြတယ်အမိုက်သူရောမကြောက်နေတယ်ပြီးတော့ငါ့ကိုကြောက်သွားတယ်အော်ဒီမှာလက်လိုက်တာကျချလိုက်တယ်ရလက်ပြီဟောတော့ကောပါဗျာကိုချော်ရမ်းကြောက်တယ်လို့ကြောက်တော့ကြောက်လေကျွန်တော်ကျွေးနေတာဆိုချောကဘာမှမလုပ်အစာကျွေးတဲ့လက်ကိုဘယ်သူမှမကိုက်ဘူးကြောက်ဒါမဲ့သူကဟိုဖြစ်နေတော့ကြည့်တယ်မာရစားနော်ကြောက်တာအောင်ကဲခုနကကျွေးတဲ့နေရာကတော့အိုးကြီးနဲ့အိုးသေးပေါ့နော်အိုးကြီးတစ်အိုးလုံးကုန်သွားတယ်အစားတော့သူတို့တစ်ခေါက်ကျွေးတာမစားတဲ့ကောင်လေးတွေလည်းရှိတယ်ခလေးတွေလည်းရှိတော့သူတို့အကုန်လုံးမျှတာစားအောင်ဆိုပြီးအကုန်လုံးကျွေးလိုက်တော့ဘိုက်ဝါပြီးစားတော့မစားနိုင်တော့ဘူးတချို့တပကံစားကြီးကြံတယ်ပေါ့နော်သူတို့အဝစားဘူးဖေးကျွေးလိုက်တယ်သူတို့ကြောက်တော့ထုံးစံတိုင်းကြောက်တော့တကောင်လောက်ပဲစင်ကျွေးပြပါတယ်အဲ့တော့အရန်ကြောက်တယ်သူတို့ကဘာမှမလုပ်ဆိုပေမဲ့လည်းကိုကနေထိုင်နေကိုကြောက်နေရဖွဲ့ရဖြစ်ပါတယ်အဲ့တော့အာဝူတွေသူတို့ကတိနေပြီချောလို့ကောက်လေအမသူတို့တွေစောင့်နေကြပါပြီစင်ကြည့်လိုက်ဒီမှာလည်းသူတို့အဝါကြိတ်မှာဖြစ်ပါတယ်ဟိုမှာလာစောင့်နေပါပြီတယောက်ကဟိုဘက်လမ်းမှာလည်းစောင့်နေပါတယ်အဲ့တော့မရောက်ဘူးကြီးကန်းနေပါစားပါတယ်ကျေကုန်ပါပြီနော်ရှိပါဘူးဟိုကုန်ပါပြီ